ဒီမှာတွေ့လား तू ကမသိဘူးเนาะတော်တန်နဲ့မသိတာဘူးဒီမှာဆိုလို့ရှိရင်စာဖြစ်တာဒီနေရာထိရင်ဒါမှမဟုတ် तू ကဖြည်းဖြည်းနဲ့လာဒီထိရှိတယ်ပေါ့နော်ညိုရုံလေးတန်းနေတာဖော်စပေါ်နဲ့ asset တစ်မျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ခေါပိုးတို့ဘာပဲပြဖန်ကူလာပဲကျွန်တော်သုံးလို့ရတာပေါ့နော်တော်တော်များသိကျင်နေတဲ့ခေါပုတ်ယောဂဒါလေးနဲ့တတိထားဒါတော့ top view နော် top view ဒီဆောင်းရသည်ဆိုရင်တော်တော်များဖြစ်တဲ့ top view ဒါမနေ့ပိုင်းဆိုရင်ပိုတိတာတဲ့နေရာမှာရေကျပြီးတော့လေဒီညနေပိုင်းဆိုရင်တော့ဒါနေ့လယ်ပိုင်း2နာရီခွဲတိတ်တော့မတိတာဘူးဒီမှာကြောပိုသားလေးတော့ရှိတယ်ဒီမှာတွေ့ရလားတိတာတွေ့လားအိမ်မှာနော်အဲ့ဒါလေးနည်းနည်းတတိထားမနေ့ပိုင်းဆိုရင်ပိုတိတာတယ်ဒီမှာပေါ်တီးရောက်နေပြီပေါ့ဒါဟိုတနေ့ကလည်းတွေ့တော့တွေ့ရတာမနဲသေးတဲ့ဆိုပြီးတော့တိတ်ပြီးတော့မရေးကြည့်ဘူးဆိုတော့ပေါ်ဆတာပေါ့နော်ပေါ်ဆတော့နည်းနည်းလေးများလာတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေ့တာဒီနေရာထိတွေ့တာလားဒီနေရာထိတွေ့တယ်ဒါပေမဲ့ तू ကချစ်လိုက်လို့ရှိရင်ဒီထိရှိတယ်ဒါလေးကကြတော့တကွင်းလုံးအဲ့လိုမျိုးကြီးပဲချစ်ပြီးတော့ဆေးတုပ်မယ်ဆိုရင်တော့ဒါအဲ့လိုက်ကားပေါ့နော်မရဘူးဒီလိုမျိုး top view တွေကကြတော့ဒီ top တွေကကြတော့နေဆောက်ဆိုလို့ရှိရင်ကျွန်တော်တဝက်လောက်ချစ်မှအဆင်ပြေတာပေါ့နော်ဒါပေမဲ့ပြဿနာတော့မရှိဘူးဘာမှလည်းမရှိဘူးဒီလိုမျိုးယောဂတွေကကြတော့လေဘာလို့လဲဆိုတော့ဒီနားတစ်ဝက်ပဲရှိတယ်တစ်ပတ်လည်းမပြည့်ဘူးပြီးတော့ဒီအောက်မှာမရှိဘူးပေါ့နော်ဒီကကျွန်တော်လောရခက်တာဒီအောက်ကအမြင့်တွေမှာတွေ့တဲ့ဒီ fight thor တို့ဒီ filian တို့အားတွေကတော်တော်ကြီးလောရတာခက်ခဲသူကကြောက်သူကဟိုအောက်ကမြေသုံးမြစ်ကနေလာတဲ့ကောင်ဆိုလို့ရှိရင်ပိုဆိုးတာပေါ့နော်ပိုးပေါက်ပါရှိတယ်နော်ပိုးပေါက်ဒီပိုးပေါက်ဆိုလို့ရှိရင်ဒါပိုးသက်ဆေးတွေရှိတယ်ဟိုထဲမှာထဲတာနှစ်မျိုးတည်းမရဘူးပိုးသက်ဆေးတွေထဲမှရမယ်ပေါ့နော်ပိုးသက်ဆေးရယ်ပြီးတော့ phosphorus နဲ့ acid ရယ် magnesium ရယ်ဒီထဲမှာကျွန်တော်တို့ copper တို့ဘာတို့လည်းသုံးလို့ရတာပေါ့ magnesium မရှိဘူးဆိုလို့ရှိရင်ထွေထူးမစင်စားနဲ့ပေါ့နော် copper တို့ဘာတို့သုံးလို့ရတယ်ပိုဈေးမှန်ရအကုန်သုံးလို့ရတယ်ဒီကတော့အဲ့ဒီ phosphorus နဲ့ acid တစ်မျိုးပိုင်းရပြီဟေစာကိုနေဆိုလို့လည်းရတယ်ဒါအဲ့လိုမျိုးဒီမှာတွေ့လားဒါတော့ဒါနဲ့မသိဘူးပေါ့နော်တချို့တွေကကြားတော့လေတွေးကြုံမရှိဘူးဆိုရှင်လည်းဒါကျွန်တော်အပြင်ကပဲချစ်တယ်ပေါ့နော်ပြင်ကချစ်ပြီးတော့ဒီနားဖြစ်တယ်ဒီနားထိပဲချစ်တယ်ပေါ်ထိမချစ်ဘူးဆိုလို့ရှင်ဒါအဲမှာသွားတဲ့ရေစေးကျုံးမှာသွားတာက